Me muere gana canconde Muy chito era mabuya bugue Lo ni bini sin Hachalo con ya sin de Yo si yesando You know my mind baby ma Baba yemi loချစ်သူလိုချင်တယ်ချစ်သူလိုချင်တယ်ချစ်သူလိုချင်တယ်ချစ်သူလိုချင်ဘယ်ချစ်သူမှပြတ်မတိုက်ဘူးဟာဈေးဘက်ခင်းနေတာမဟုတ်ဘူးနော်ချစ်သူစားနေတာမိကဲနဲ့ရံဖြစ်လာသဘောဘယ်လိုဖြစ်လာလဲငါပြောစမ်း ဒီလိုမေဟိုအောင်ထုံးမျိုးကပြန်လာတော့လေဟိုခေါင်းဝင်နေပါလာတယ်ဆိုတော့တမီးကသွားကြည့်တာ ဟုတ်ပြီ အဲ့ဒါလေတမီးဝင်မဲ့ခေါင်းဝင်အဲ့ကောင်မလွတ်ဝယ်တယ် ကြည်စမ်းကောင်မက အဲ့ဒါလေ9000တန်တဲ့ကောင်ဝင်တမီးက1000ပေးလိုက်တာပေါ့ ပြီးရောလေ ဟာအဲ့ကောင်မ2000လိုက်ပေးပြီးလိုက်ဝယ်တယ် ရာဆဆ တမီးကလေဘယ်ရမလဲအမေတမီးပဲ1000ပေးလိုက်တာပေါ့ ဒါပဲ အဲ့ဒါအဲ့ကောင်မလေ4000လိုက်ပေးတော့အမေရဲ့တမီးကလည်းလေနောက်ဆုံးဘယ်ရမလဲအပြည့်ဆုံး4000ပဲပေးလိုက်တာအကောင်မ9000ပေးပြီးအခုယူသွားတယ် 9000ပေးပြီးယူတယ်ညီ6000ပေးပြီးတော့ဝယ်ခဲ့မှာလားဟမ် အမေကလေဝယ်နေတာမလို့အမေစုမဘူးလို့ မလေးတော့စုမစုလို့တယ်ဟင်အဲ့တော့အဲ့မိကဲဆိုတဲ့ကောင်မကြီးရှုံးလာသဘောဘယ်ဆိုရဲအလမီတုံးညမူလာကောင်းမရဲ့ဘယ်ဟုတ်မလဲငါကောင်းမရဲ့ဘယ်ဆိုတာကငါဟုတ်ဆိုတာကတီငါတီငါသိရမလားမဟုတ်သေးပါဘူးအေးဘဲဥကိုတောက်ဖက်နဲ့သူစားတယ်ဆိုတော့တောက်ဖဲကနှစ်ထူတာကခေါ်နှစ်ခေါ်ပါဝါဘူးဒိုင်းနေလုံးကူကြီးဘောအေးဟုတ်သေးပါဘူးအေးဘဲဥကိုရေလက်တော့လင်းနဲ့ကိုနဲ့တော့မတော့ဒီမှာဘာယာဦးလို့ဘသူကပြောလဲဘာယာဦးလို့ဘသူကပြောလဲဖြစ်နိုင်ရင်ကြည်ကြော်စားရင်တဲ့ခိတ္တာကငါစပိတ်တဲ့မြစ်ရှင်တွေရာကြီးရစ်စစ်တာများပြီကြည့်နော်ဖုန်ကြီးတစ်ပါးကထီတော်ကြီးခေါင်းပေါ်တင်ပြီးကနေတာဦးစင်းတို့ဖုန်ကြီးတချို့လဲလေလာဘတက္ကာယပေါ်ကျင်တာနဲ့ပဲအယူအလုပ်တွေလိုက်လုပ်နေကြတယ်နော်ဘာကြောင့်အဲ့ဒီလိုလုပ်တာကိုအယူအလုပ်လို့ပြောရတာလဲဆိုရင်တိကနိပတ်အဘန္တရဝတ်လာဘဂရဟဇတ်မှာယဟန်လေးတစ်ပါးဟာလက်လာဘပေါ်ကျင်တဲ့အတွက်ကြောင့်အရှင်သာရိပုတ္တရာမထေရမြတ်ကြီးထံကပ်ပြီးလက်လာဘပေါ်ကြောင်းတရားဟောကြားပါလို့လျှောက်ထားပါတယ်အဲ့ဒီအခါမှာ
အရှင်သာရိပုတ္တရာမထေရမြတ်ကြီးကငါအရှင်လက်လာပပေါ်ကျင်တယ်ဆိုရင်တော့ခိရိဩတ္တပတ္တရားကိုစွန့်ပယ်ပြီးမယူတော်လဲယူသလိုနေပါကုန်းတိုက်သောစကားကိုပြောပါကားချေတယ်လို့နေပါဖယိုဖယဲသောစကားကိုပြောပါအဲ့ဒါဆိုရင်လက်လာပပေါ်လိမ့်မယ်သို့တော့ငါအရှင်ကိုတော့ပညာရှိသူတော်ကောင်းတွေကဲ့ရဲ့ကြလိမ့်မယ်လို့ဟောကြားတော်မူပါတယ်အဲ့ဒီယဟန်လေးတန်ဝေကဖြစ်အောင်ဟောကြားလိုက်တာပါဒီအခါမှာယဟန်လေးကလက်လာပမပေါ်ရင်နေပါသေးတော့ဖေယားပညာရှိသူတော်ကောင်းတွေကဲ့ရဲ့မိအလုပ်ကိုတော့မလုပ်ပါရစေနဲ့ဆိုပြီးထပြန်သွားပါတယ်အဲ့ဒီအချက်ထဲမှာမယူတော်လဲယူသလိုနေဆိုတဲ့အချက်ပါပါတယ်ဘုန်းကြီးအလုပ်မဟုတ်ဘဲနဲ့ဘုန်းကြီးနဲ့မအဆက်တာတွေကိုတမနာတာရုပပြက်လောက်တဲ့အထိလိုက်လုံနေတာဟာအယူအလုပ်တွေပဲဖြစ်ပါတယ်နော်အဲ့ဒီလိုအယူအလုပ်တွေလုပ်တာဟာပညာရှိသူတော်ကောင်းတွေလည်းကဲ့ရဲ့တယ်လို့သာသနာလည်းညှိုးနှံထိခိုက်စေပါတယ်ဒါကြောင့်ဒီလိုအလုပ်တွေကိုမလုပ်ပါနဲ့လို့ဘုန်းကြီးတချို့ကိုလည်းပြောပါရစေနော်